မင်္ဂလာပါခုနအဆက်လေးထက်ဆက်လိုက်မယ်နော်အဲ့နဲ့အဲ့ဒီကမလေးကနောက်ထပ်ကလေးတယောက်ထက်ရအောင်အဲ့ဒီကလေးတယောက်ထက်ရတယ်ဆိုတာကလေအစင်မပြေဘူးကလေးကြတော့ထပ်မွေးတယ်ဆိုပြီးတော့လေအဲ့လိုမထင်နဲ့နော်သူတို့တွေကဇွတ်မွေးခိုင်းတာပြီးဆေးစားဆေးတော့ဘာညောက်ကွက်လောက်လေသူတို့ကလုံးဝမကြိုက်ဘူးအဲ့လိုမျိုးတွေအရန် control ပေးပြီးတော့မှခိုင်းတာအဲ့ဒါလည်းနော်ကိုယ်စိတ်ကိုယ်သဘောပဲအဲ့ဒီဟာလေးတွေကိုလေမြန်မာမိန်းကလေးတွေကိုသိစေချင်တယ်အဲ့ဒီမှာကြတော့လေဘယ်လိုမျိုးတွေဖြစ်လဲဆိုတော့လေဒီခလေးမမွေးရင်အဖြစ်ဗီဇာမရဘူးနင်တို့တွေဗီဇာမခိုင်ဘူးဗီဇာခိုင်ဖို့အတွက်ကိုရီးယားကြောက်လန့်ပြီးတော့ခလေးတွေမွေးပေးကြတာတလားတကယ်တော့လေတလားခလေးမမွေးပဲနဲ့လေခလေးမွေးတယ်ဆိုတာတော့ဒါအိမ်တော်တစ်ခုမှာတော့ဒါမိန်းမတိုင်းလုပ်ပေးရမယ့်အရာဆိုတော့မှန်တယ်ဆိုပြီးပဲအိမ်တော်ကြီးကဘာမှမသိသေးဘူးလေကွာအဲ့လိုစွတ်တွေကလေးမွေးခိုင်းတာအဲ့ဒီအိမ်တော်တစ်ခုမှာကွာဘယ်လိုနိုင်ငံသားနဲ့ပဲပြပြအိမ်တော်တစ်ခုဆိုတာကဒီအချိန်တိုအတွင်းမှာတယောက်စိတ်တယောက်ကြောင်းဆိုတာသိဖို့ကလည်းခက်ခဲတယ်လीနော်သဘောထားချင်းတိုက်ဆိုင်မှုဘာတွေဖြစ်မယ်ဆိုတာဘာမှမဖြစ်တဲ့ကြမှာဒီကလေးကိုစောယူလိုက်တဲ့ခါကြလို့ရှင်ဆိုင်ရမယ့်ဟာတွေအများကြီးပဲရှိတယ်လေကွာအဲ့ဒါကြောင့်မလို့စဉ်းစားပါတွေးတော့ပါနော်ဖြစ်တယ်ဆိုရင်လေဒီဗီဇာခိုင်မှုအတွက်ကလေးမွေးရမှာမဟုတ်ဘူးဗီဇာကလေကလေးမမပဲလည်းဗီဇာလုပ်လို့ရတယ်။ဆောင်းမွဲဖြည့်လို့ရတယ်။ဒီအတန်းပညာရှိစရာလည်းမလိုဘူး။မြန်မာစာရေးတတ်ဖတ်တတ်3တန်း4တန်း5တန်းလောက်ရှိတယ်ဆိုရင်တော့ဒီကိုရီးယားစာအုပ်လေးကပြီးဖြည့်လို့ရတယ်။အဲ့ဒါလည်းလွယ်ကူတယ်။ဟုတ်လား။စာအုပ်ပုံမှန်လုပ်ပြီးကျောင်းလေးပုံမှန်တက်ပြီးစာအုပ်နေ့တိုင်းလုပ်သွားလို့ရှိရင်ဒီ F6 ဗီဇာလွယ်လေးပဲအဲ့လိုမျိုးတွေရထားတဲ့လူတွေတပုံပဲရှိတယ်ဟုတ်လား။ကလေးမွေးမှဒီ F6 ဗီဇာကြီးရတာမဟုတ်။အဲ့ဒါနဲ့လူတွေသူတို့တွေကကင်ပေါက်တာ။ကင်ပေါက်တော့ကမလေးတွေကလည်းမသိဘူး။ကလေးတွေမွေးပေးအသက်ကလေးတွေငယ်ရွယ်လေးတွေနဲ့ကလေးတွေနဲ့သိရမလားအဆင်ပြေတာကောင်းတယ်အဆင်ပြေကောင်းတယ်ကွာဝမ်းသာတယ်အရန်စိတ်ချမ်းသာဒါပေမဲ့အဲ့လိုမျိုးတွေအဆင်မပြေတာတွေအများကြီးတွေ့ရတဲ့ခါကျတော့ကိုရီလည်းလေစိတ်မကောင်းကိုလည်းအဲ့လိုမျိုးထဲမှာအဆင်မပြေတဲ့ထဲမှာပါခဲ့တော့လေအဲ့နဲ့ကမလေးကြောင်ဆက်ပြောရအောင်အဲ့နဲ့အဲ့ကမလေးကအဲ့ဒီကလေးနောက်ထပ်တစ်ယောက်လဲထက်ရသွားတော့ तू ကလုံးဝတန်းနေမခံနိုင်တော့သူစိတ်သူ့သဘောနဲ့လေသူအသက်ရှင်နေရတာမဟုတ်ဘူးအဲ့လိုမျိုး control တွေနဲ့ပဲအသက်ရှင်နေရတယ်ပုံစံဖြစ်တော့ကမလေးကအဲ့2ယောက်မြောက်မွေးပြီးတော့ तू ကလေအိမ်မောကနေဆင်းလိုက်တယ်အိမ်မောကနေဆင်းပြီး तू ကသူရက်တီးပြီးတော့ तू နေတယ်သူနေပြီးတော့အဲ့ဒီချိန်မှာ तू ကကွာရှင်းစာချုပ်တော့မတောင်း तू ကဒီတိုင်းပဲပတ်စံရှာပြီးပဲဒီတိုင်းပဲနေတာအခုမှကွာရှင်းစာချုပ်ကို तू ကတောင်းနေတာဒါပေမဲ့သူ့ယောက်ျားကသူ့ကိုလုံးဝကွာရှင်းစာခွင့်မပေးဘူးကွာရှင်းစာခွင့်မပေးတော့သူ့လာပြန်ချော့လာဆိုတော့လေလာပြန်မချော့အဓိကအဲ့ကောင်မလေးကြောင့်ပြောရတယ်ဆိုတာလေတလားသူကအသက်ကငယ်တာတချောင်းရယ်ပြီးတော့အဲ့လိုမျိုးသူ့လိုပုံစံမျိုးကွာအိမ်အောင်ရှိတယ်ကိုယူမဲ့ကိုရဲ့အိမ်အောင်ဘက်ကအိမ်အောင်လည်းရှိခဲ့ဘူးတယ်ကလေးလည်းရှိနေတယ်အဲ့ဒါတွေကိုကလက်ခံတယ်ဆိုရင်ရောယူတယ်